သမီးရေဘာမှလုပ်အစင်မပြေပဲစိတ်ဓာတ်ကြအားငယ်လာတဲ့အခါကြပြာလေးတစ်ပုဒ်ရွတ်ကြည့်နော်ငှက်ကလေးတစ်ကောင်အပင်လေးတစ်ပင်ကိုလည်းမြင်အောင်ကြည့်သမ်းပါကြပြာလေးကတော့လဲကြတိုင်းမှာပြန်မထပါကဘယ်မှာပန်းတိုင်ရောက်မြင်နီးဆိုတဲ့ကြပြာလေးတစ်ပုဒ်ကိုသမီးဂါထာရွတ်သလိုရွတ်ကြည့်စမ်းပါအားရရှိလာလိမ့်မယ်နော်ပြီးတော့မှုန်တိုင်းတိုက်ပြီးတိုင်းမှာတချင်းစုံမပြတ်တဲ့ငှက်ကလေးတစ်ကောင်ကိုမြင်အောင်ကြည့်လိုက်သမီးစိတ်ဓာတ်တက်လာလိမ့်မယ်မိုးတဲ့ရေတဲ့မှုန်တိုင်းထဲမှာမိုးတံလေတံကြံ့ကြံ့ခံပြီးရက်တီးနေတဲ့ဝါးပင်ကလေးတွေကိုလည်းစိတ်အတွေးနေနဲ့လှမ်းကြည့်လိုက်စမ်းသမီးအာမန်တတိတွေသမီးရင်ထဲကိုအလိုလိုရောက်လာလိမ့်မယ်လို့ဖေယုံကြည်တယ်ဖေပြောတိုင်းမယုံနဲ့နော်တေချာစမ်းသပ်ကြည့်မှန်တယ်ဆိုမှယုံ